ကိုတုံးလုံးနဲ့ရေချိုးနေတဲ့ဒီကောင်လေးကိုတော့ Beaver လို့ခေါ်ပါတယ်။တိရစ္ဆာန်လောကမှာစောက်လုပ်ရေးအင်ဂျင်နီယာဆိုပြီးနာမည်ကြီးပါတယ်။ Beaver တွေကကုန်းနေရေနေတတော်တွေပါ။ကုန်းပေါ်ကသားရဲတွေကိုရှောင်ရှားနိုင်မှုသူတို့ရဲ့အတိုက်တွေကိုရေထဲမှာစောက်လုပ်ဖို့ရွေးချယ်တတ်ကြတာများပါတယ်။သူတို့ရဲ့အတိုက်ကိုစောက်လုပ်ဖို့အတွက်တိတ်ခိုင်းမျိုးစုံကိုစုဆောင်းကြပါတယ်။အတိုက်ရဲ့ဝင်ပေါက်ကိုတော့များသောအားဖြင့်ရေအောက်မှာပဲထားတတ်ကြပါတယ်။ဒီနီလန်းနဲ့သူတို့အတွက်အန်ဒီရီဖြစ်တဲ့မြေခွေးတွေဝံမလီတွေနဲ့ဝက်ဝံတွေရန်ကနေကာကွယ်ထားပါတယ်။သူတို့ရဲ့အတိုက်ကဒီလိုပုံစံမျိုးပါ။ရေအောက်မှာရှိတဲ့အတိုက်ဝင်ပေါက်မှာတော့နေရာတစ်ခုတီးတန့်ရှိပါတယ်။အဲ့ဒီနေရာမှာသူတို့ရဲ့ရေဆိုနေတဲ့အမွှေးတွေကိုခြောက်အောင်လုပ်ကြတာပါ။အမွှေးတွေရေခြောက်သွားမှအတိုက်ရဲ့အတွင်းဘက်ကိုအနားယူဖို့ဝင်ကြပါတယ်။ဒါပေမဲ့ရေကျသွားတဲ့အချိန်မျိုးရောက်လာရင်သူတို့ရဲ့အတိုက်ဝင်ပေါက်ကိုသူများတွေမြင်သွားနိုင်တဲ့အန္တရာယ်ရှိလာပါတယ်။ဒါကြောင့်ရေကျချိန်ရောက်ပြီဆိုရင်ဘီဝါတွေကမြောင်းရဲ့အောက်ပိုင်းမှာရေကျမသွားစေဖို့အတွက်ရေကာတာသွားဆောက်ပါတယ်။သူတို့ရေကာတာဆောက်လိုက်တဲ့အတွက်အထက်ပိုင်းမှာရေကပိုမြင့်တက်လာပါတယ်။ရေကာတာဆောက်ဖို့အတွက်တိတ်ကိုင်းတွေကိုအသုံးချကြပါတယ်။ကန်းဆက်တစ်လျှောက်မှာရှိတဲ့အပင်မှန်သမျှကတော့ဘီဝါတွေရဲ့ကိုက်ဖြတ်မှုကြောင့်အတုံးယုံပါပဲ။ဘေစီကြီးတွေကိုတော့သူတို့မသိနိုင်ပါဘူး။ဂိုင်းသေးတွေကိုရေကာတာဆောက်ဖို့အသုံးချကြပါတယ်။ဘီဝါတွေရဲ့သွားတွေဟာနေတိုင်းအမာသားတွေကိုကိုက်ဖြတ်နေရတာတော့ပို့ပြီးတော့အားကောင်းတန်မာလာပါတယ်။ဘီဝါတွေကရေမြောင်းအောက်ပိုင်းမှာတိတ်ကိုင်းတွေကိုစုလိုက်ပါတယ်။တိတ်ကိုင်းတွေကအပေါက်တွေကိုတော့မြက်တွေနဲ့ရွှွန့်တွေကိုသုံးပြီးပိတ်ဆို့ပစ်လိုက်ပါတယ်။မြောင်းအောက်ပိုင်းမှာရေကာတာဆောက်လိုက်တာကြောင့်အထက်ပိုင်းမှာအလိုလိုရေမြင့်တက်လာပါတယ်။ရေကာတာပြီးသွားပြီဆိုရင်တော့သူတို့လိုအပ်တဲ့ရေအမြင့်နဲ့ကွက်တီဖြစ်သွားပါပြီ။ဒီလိုကြီးမားတဲ့ရေကာတာ project ကြီးကိုဘာဆောက်လုပ်ရေးပစ္စည်းမှမပါဘဲဆောက်လုပ်နိုင်တာကြောင့်ဘီဗာတွေကိုတရိတ်ဆန်လောကရဲ့အင်ဂျင်နီယာတွေလို့ခေါ်လို့ရပါတယ်။ဘီဗာတွေဟာတကောင်နဲ့တကောင်သစ္စာရှိကြပါတယ်။တက်တန်းတစ်လျှောက်မှာတားရဲတွေကြောင့်မသေးဆုံးခဲ့ဘူးဆိုရင်အသက်ရွယ်ကြီးတဲ့အထိအိုအောင်မင်းအောင်ပေါင်းသိကြပါတယ်။ဘီဗာတွေကဒီလိုသစ္စာရှိရှိပေါင်းကြပေမဲ့တချို့တွေကတော့အခုချိန်ထိတွဲလိုက်ပြတ်လိုက်ပါပဲ။ပြီးတော့ဘီဗာတွေကအသီးအရွက်ပဲတီးတန်စားပါတယ်။မိသားစုတစ်ခုလုံးတစုတစည်းတည်းစားတော့ကြပါတယ်။စားတာပြင်သူတို့ရဲ့အချိန်တော်တော်များများကိုကစားရင်အချိန်ကုန်ကြတာများပါတယ်။ဘီဗာရီမှာ Muskrat ဆိုတဲ့တငယ်ချင်းလေးရှိပါတယ်။ဒီကောင်လေးကဘီဗာရီရဲ့အိမ်နီးချင်းပါ။နေဘက်မှာဘီဗာရီဘဲကိုပဲတွားဒီကောင်လေးကနောက်ကလိုက်ပါတယ်။ Muskrat တွေကဘီဗာရီထက်အစာပေါင်းများစွာသေးပြီးတော့သူတို့ရဲ့သွားတွေကလည်းဘီဗာရီလောက်မတန်ပါဘူး။ဒါကြောင့်အမြင့်မှာရှိတဲ့စားစရာတွေဆိုရင်သူတို့မမိပါဘူး။ဘီဗာရီပါပဲစား Muskrat ကလိုက်စားပါတယ်။ဘီဗာနောက်ကိုလိုက်ပြီးတော့သူတို့ကြံခဲ့တာတွေကိုယူစားပါတယ်။စောင်းထဲရောက်ဖို့နီးလာပြီဆိုရင်တော့ဘီဗာတွေကသူတို့အတိုက်ကိုပြင်ဆင်မှုတွေလုပ်ကြပါတယ်။မိသားစုတစ်ခုလုံးအသေးရောအကြီးပါအပြင်ထွက်ပြီးစောက်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေနဲ့အစာကိုထွက်ရှာရပါတယ်။ကန်းဆက်တစ်လျှောက်မှာရှိတဲ့ကြောက်တုံးတွေကရေကြီးချိန်မှာသူတို့အတိုက်တွေခံနိုင်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ပေကိုင်းတွေကိုသုံးပြီးတော့အတိုက်ရဲ့အပေါ်ပိုင်းကိုခိုင်မာအောင်အားထပ်ဖြည့်ပါတယ်။ပြီးတော့ညပင်တွေကိုအတိုက်ရဲ့အပေါ်မှာတင်ပြီးတော့မိုးလေလုံအောင်ကာရံကြပါတယ်။ကန်းဆက်တစ်လျှောက်မှာဘီဗာမိသားစုတစ်ခုလုံးဟာအတိုက်ပြင်ဆင်ဖို့နဲ့စားစရာရဖို့မနေမနာအလုပ်လုပ်နေကြပါတယ်။စောင်းမွေငင်မှာအစာတွေရနိုင်တဲ့လောက်များများစုနိုင်ဖို့သူတို့အတွက်အရေးကြီးပါတယ်။သူတို့အိမ်နေချင်း Muskrat လေးကလည်းစောင်းတွင်းအတွက်ပြင်ဆင်နေပါတယ်။မြက်ပင်တွေနဲ့တရွက်တွေကိုသူ့အတိုက်လေးထဲယူသွားပြီးပြင်ဆင်မှုတွေလုပ်ပါတယ်။သူတို့တွေအားလုံးကစောင်းတွင်းမှာ energy saving မလုပ်ကြပါနဲ့အတိုက်ထဲမှာပဲအချင်းချင်းပူးကတ်နေကြပြီးအပြင်ကိုမထွက်ကြပါဘူး။အလုပ်လုပ်ပြီးပြီဆိုရင်ဘီဗာတွေကမိသားစုဝင်အချင်းချင်းအမွှေးတက်ပေးကြပါတယ်။အရွယ်ရောက်ပြီးသားဘီဗာတွေကတော့အတိုက်ကိုပြန်ပြီးအနားမယူခင်သူတို့ကိုယ်တိုင်တန်ရှင်းရေးလုပ်ကြပါတယ်။ဒါကတော့စောက်လုပ်ရေးအင်ဂျင်နီယာဘီဗာတွေအကြောင်းပါ။အားလုံးပဲအဆုံးထိကြည့်ပေးကြတာကျေးဇူးတင်ပါတယ်။